MCB tab ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပါဆိုရင်တော့ပေါ့နော် Asian staff ကိုကျွန်တော်ဘယ်လောက်ထိမိုက်လဲဘယ်လောက်ထိ animation တွေမိုက်လဲဆိုတော့ပြပါဖြစ်ပါတယ်ကျွန်တော်အခုလမ်းလျှောက်တဲ့ဟာကိုပဲကြည့်လိုက်ပါအခုလမ်းလျှောက်တာအသက်ပါကျွန်တော် Asian staff ကကျွန်တော်ရိုးရိုး official Minecraft နဲ့မတူပါဘူး animation မပါတယ်ကွာကျွန်တော်ဘယ်လိုလဲဆိုတော့ဒီကျွန်တော်အခုလမ်းလျှောက်တဲ့ပုံပါဗျာကျွန်တော်ရိုးဆိုရင် Minecraft ပါဗျာခြေထောက်နှစ်ခုပဲလုံနေအဲ့လိုမျိုး animation လိုမျိုးသွားတာမရှိဘူးခုန်တာတွေရောအစအဲ့လိုမျိုးပေါ့နော်လေးပေါ်ပြန်လာတွေရောမိုက်ပါနော် Okay ကျွန်တော်အဲ့လိုဆို identity ထဲကိုသွားကြည့်မယ် identity ပါဆိုရင်ပုံမိုက်ပါကျွန်တော်ဒီဟာတွေဆိုရင်ပေါ့နော်ကျွန်တော်ထင်ထားလောက်ထပ်ပို့ပြီးမိုက်တော့ဒီပါဆိုရင်ကျွန်တော်ဒီ dive အပါတက်လိုက်ပဲဆိုရင်ပုံပွဲဆိုရင်ဘေးတာပါအဲ့လိုမပါဘူးပေါ့နော်အခုကအဲ့လိုမျိုးပါတယ်အဲ့တော့တော်တော်မိုက်တယ် animation ပါတာတော့မိုက်တော့ဒီပါဆိုရင်ကျွန်တော်ဓာတ်ခုတ်တာတွေပါတယ်လို့ပြမယ်ချက်ဒီကျွန်တော်ဓာတ်ခုတ်တာတွေဆိုရင်လည်းတော်တော်မိုက်ဘူးနော်ဒီတော့ဘာလို့တကယ်ကတော့ဆက်နေပုံပဲဆိုတော့ကျွန်တော်တို့ဒီအသားတုံးတွေကပေါ့နော်ရိုးကြက်ပေါင်လေးပါတယ်ဆိုရင်အဲ့လိုမျိုးမဟုတ်ဘူးအခုကအဲ့လိုကြက်ပေါင်လေးလိုမျိုးပေါ့နော်စားရတယ်အဲ့လိုမျိုးတစ်ခါကြိုက်ဆိုအဲ့လိုမျိုးဒီနာဟာရော့သွားအဲ့လိုမျိုးပဲနော်တော်တော်လေးမှရယ်ပြီးဒီတိုးတန်းကိုတော့ပြတိုးတန်းကလည်းတော်တော်လေးမှရပေါ့နော်ကြိုင်လိုက်ဆိုအရေတော့ဆိုရင်ဒီလိုမျိုးအပြားပေါ့ဗျာအခုဆိုရင်ကျွန်တော်တို့ကဒီတိုးတယ်ကြိုင်လိုက်ဆိုတကယ်အပြားအတုံးလို့ကျွန်တော်လေးကျွန်တော်တိတလောက်ပဲဆန်းပြပါပါကျွန်တော်ဒီကအများကြီးတော့မဆန်းရသေးဘူး Okay ကျွန်တော်ဒီပါဆိုရင်ကျွန်တော်ဒီအကောင်လေးကိုပေါ့နော်ဒီဟာကိုပေါ့နော်ကျွန်တော်အပေါ်သွားပြီးအောက်ကိုတစ်ချက် Okay အဲ့လိုလေးပေါ့နော်အဲ့လိုလေး animation တွေပါပေါ့နော်ကျွန်တော်ဒီကောင်ဆိုရင်ကျွန်တော်အပေါ်ကနေအောက်ကိုပြုတ်ကြလိုက်အဲ့လိုမျိုးလက်လေးရဲတယ်ပေါ့ဒီပါဆိုရင်လည်းအဲ့လိုမျိုးပဲကျွန်တော်ရေခဲကြီးအဲ့လိုမျိုးခွက်တွေရပါတော့လေးတော့အဲ့လိုမျိုးအပြားခွက်လေးမဟုတ်တော့အဲ့တော့ကျွန်တော်ပိုပိုက်တာပေါ့ဓာတ်ပြင်းနေဆိုရင်လည်းကျွန်တော်ပိုတော့ပိုက်သွားသေးရပေါ့နော်ဒီဓာတ်မင်းဆိုရင်ကျွန်တော်တော်လေးလေးနဲ့တော်တော်လေးလက်မိုက်တယ်နောက်ပြီးတော့ဂိုးဆိုရင်လည်းတော်တော်မိုက်ပါတော့ဒီ umbrella လည်းမိုက်တယ်ကျွန်တော်ဒီဟာကျတော့ဒီဟာတွေကကျွန်တော် animation ပါကျွန်တော်တကယ်အပြားနဲ့တူတာပေါ့နော် Okay ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲနေတာအဲ့လိုမျိုးပြန်တဲ့အကောင်ကိုကျွန်တော်စမ်းပြပါမယ်အလုံးလေးလိုက်ကြည့်ပြီးတော့ Okay ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကြိုက်တဲ့ကျွန်တော်ကအနီရောင်ကြိုက်တာဆိုတော့အနီရောင်ကိုလွှဲပါမယ်အပန်းအောင်လေးယူကြည့်ရမယ်အပန်းအောင်ဘယ်လိုလဲမသိဘူးကျွန်တော်ဒီမှာဒီကောင်ချလိုက်မယ်ပြီးကျွန်တော်ဒီကောင်ကိုဒါတက်ပေးလိုက်ပါပြီးကျွန်တော်စီး Okay ကျွန်တော်ကတော့ဒီမှာ animation လေးပါတယ်ကျွန်တော်ဒီဟာပေါ့နော်အသက်ထွက်တာပေါ့တော်တော်လေးမိုက်တယ်တော်တော်လေးကောင်းတယ်သူတို့ကျွန်တော်ဟိုဖြစ်လာပြီဆိုရင်ကျွန်တော်သူ့မျက်မှန်ကျုပ်ပါပေါ့နော်သူ့ကိုမတက်တော့ဆိုမျက်မှန်ကျုပ်သွားတာပါကျုပ်ပါချက်နာပါသူ့ကိုမတက်တော့ဆိုအဲ့မှာမျက်မှန်ကျုပ်သွားတာကျွန်တော်တော်လေးမိုက်တယ်လေဆိုရင်လည်းကျွန်တော်စီးပြပါမယ်လေကအထက်ပုံမိုက်သေးပါကျိုးအိယာတွေလည်းတော်ပြောင်းလာဗျအိယာတွေကကျိုးတကယ်အပြန်လို့ပဲတော်လေးမိုက်တယ်နော်မီးရလည်းကျွန်တော်တကယ်မီးလို့ပဲဒီအိယာဆိုရင်လည်းကျွန်တော်ဘောနော်အောက်ကိုကြာရင်အဲ့လိုမျိုးအိယာအဲ့လိုမျိုးအပေါ်ကနေပြီးတော့အဲ့လိုဟာတွေအဲ့လိုမျိုးစောင်းနေခေါင်းတွေကအပေါ်ရောက်နေတဲ့ပုံလေးတော်မိုက်animation
animation ပါတာနဲ့ဆိုရင်ကျွန်တော် animation ပါတာပိုကောင်းပါတယ်အခုကျွန်တော်လေနဲ့တစ်ဆက်ဆန်းရအောင်လေဆိုရင်ဘောတော့တကယ်ဟိုလိုမျိုးကျွန်တော်တစ်ခါတလေဆိုရင်ဗျာအဲ့လို Minecraft ဒီ animation မထည့်ရင်ဆိုဗျာလေရဗျာရိုးပြပြိုင်းနဲ့အဲ့လိုမျိုးတသေးလေးအခုဆိုရင်ကျွန်တော်လက်ထဲမှာကင်ထားတာပါချိုးလိုက်ကျွန်တော်စီးရင်ကျွန်တော်လက်လေးနဲ့ပါခတ်နေတဲ့ပုံပေါ်ရပါတော့လက်လေးနဲ့ပါခတ်နေတဲ့ပုံပေါ်တော့ကျွန်တော်ဒီတိုင်း animation မထည့်ဘူးဆိုရင်ကျွန်တော်လက်နဲ့မခတ်ဘူးပေါ့နော်အဲ့တော့တော်လေးမိုက်တယ်ချိုးလိုက်โอเคကျွန်တော်လက်နဲ့ခတ်နေတဲ့ပုံပေါ်ပါတယ်ဟိုဒီတိုင်းရိုးaction step မထည့်တာဘူးဆိုရင်ကျွန်တော်လက်နဲ့ခတ်တဲ့ပုံမပါပါဘူးဒါကျွန်တော် live မကောင်းလို့မခတ်တာပါဘောတို့ live ကောင်းလို့ဆိုရင်တော့ခတ်ပါမယ်ရိုးနည်းနည်းထစ်တာရောရှိပါတယ်တေးဆိုရင်လည်းတော်တော်မိုက်တယ်အဲ့တော့ကျွန်တော်ညဘက်ကြာရင်ကျွန်တော်ဒီကြီးကတော်တော်လေးလင်းတယ်တော်တော်လေးမိုက်တယ်ညတော့ကျွန်တော်နောက်အပစ်ဆုံးမှာပဲပြပါတော့မယ်โอเคအခုကတော့ကျွန်တော်ဘာထပ်လုပ်လို့ရသေးလဲဆိုတာကိုအရင်ကြည့်မယ်โอเคarmor stand ကိုတစ်ချက်ကြည့်မယ်ဟို armor stand ပေါ့နော် armor standโอเค armor stand ဆိုရင်လည်းတော်တော်မိုက်ပေါ့နော်ဒီဟာခေါင်းစိုးတွေပါနေလားဆိုရင်အတော်ပဲပေါ့နော်သူကဘာကြောင့်အဲ့လိုမျိုးဒီတိုင်း animation မထည့်တဲ့ပုံနဲ့တူနေရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ armor တွေပါရဗျာရိုး animation မထည့်တဲ့ဟာထက်ပိုပြီးတော့ကြီးရဗျာအဲ့တော့ဒီမှာလည်းအဲ့လိုလိုပဲပေါ့နော်ဟိုမှာဆိုရင်ကျွန်တော်တို့ကတက်လိုက်ပြီဆိုရင်အဲ့လိုမျိုးခေါင်းကသေးလေးဆိုတော့အဲ့လိုမျိုးမမိုက်ဘူးဗျာခေါင်းကလည်းသေးနေစွတ်တာကလည်းမလုတ်ပဲနဲ့အဲ့လိုငြိမ်ဆိုတော့ကျွန်တော်တို့အသက်မဝင်ဘူးတကယ်အပြင်းနဲ့မတူဘူးအခုကကျတော့တကယ်အပြင်းနဲ့တူတယ်ဒီမှာကျိုးဘလို့လောက်လိုက်ရင်လည်းလှုပ်နေမှာပေါ့နော်လက်လေးကလည်းလှုပ်တယ်ပေါ့နော်ခုံနေတော့မှလှုပ်တယ်ဗျခေကျိုးစေးပလေးဆိုရင်လည်းတော်တော်ပဲတကယ်အပြင်းအတိုင်းပဲကျွန်တော်စေးတောက်ပြပါဘူးခွေးတောက်ကြပါဦးဗျကျိုးရေတောက်ရင်ပုံမှာပေါ့ရေကတော့ဘာမှထူမဆန်းဘူးဒါပေမဲ့ဘေးနားမှာအဲ့လိုမျိုးဟာလေးပေါ်လာတာတော်တော်ပဲလေအဲ့ကျွန်တော်တစ်ချက်ဆန်းပြတော့ကြောင်ရေမလေးမတွေ့ခေကြောင်တော့ရေခက်ပြီးပြပါမယ်ကျွန်တော်ကတော့ရေမတွေ့လို့ပါဒီရေခက်ပြီးကျွန်တော်တောက်ပြပါမယ်ဘာဖြစ်လဲဟောဒီမှာပြပြီအဲ့လိုဆိုကျွန်တော်တို့ရေတောက်ရင်ပုံပြီးမှပါတယ်ကြည့်ပါချိုးလိုက်ပါတော်လဲမွိုက်ပါတယ်ဒီကောင်ဘာဖြစ်လဲညဘက်မနေနဲ့โอเคကျွန်တော်အဲ့ရေတောက်တာလည်းတော်တော်ပဲပါတယ်ကျိုးမသိရင်ကျိုးဒီဘာလဲနေတာရဲ့ခေါင်းစုံတက်လာရဆိုမသိရင်ဘာလဲငရေးသားလိုမျိုးအဲ့လိုမျိုးဘလူးလိုမျိုးတူတယ်ပြပါကျိုးဘလူးနဲ့သွားတူတော့ဘလူးနဲ့ကျိုးဘလူးနဲ့ကျိုးဒါအသက်ထွက်လာတော့မသိဒါဘာလဲကော့ပါစော့တဲ့ဘာလဲတော့မသိအသက်ထွက်အဲ့တော့
မြေကြီးတူးတာလည်းတော်တော်မိုက်ပါတယ်ဟိုတစ်ချက်ဆန်းကြပါမယ်မြေကြီးတူးတာတကယ်ဘောနော်ဟိုရိုးရိုးဟာလည်းမတူဘူးโอเคပါပါ animation လေးပါတခြားကြည့်ပါโอเคโอเคညဘလို့တော့ရောက်လာတယ်မသိဘူးအဲ့တော့ကျွန်တော်ဟိုအပိုင်းနောက်ထပ်တစ်ပိုင်းဟိုနောက်ဗီဒီယိုမှာပြပါမယ်โอเค bye bye